မိထွေးစီစဉ်ထားတဲ့အထမလက်ထပ်ပွဲကိုစန့်ကျင်ဖို့အတွက်အမျိုးသားဟာစိတ်ကျန်းမာရေးမကောင်းဘူးလို့ယောဂအမိတက်ခံထားရတဲ့အမျိုးသမီးတစ်ယောက်ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆေးရုံဝတ်စုံဝတ်ထားတဲ့ထိုအမျိုးသမီးကိုမြင်လိုက်ရတဲ့အခါမိထွေးဖြစ်သူဟာချက်ချင်းပဲမျက်နှာပြတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာငါးကန်ထဲကငါးတွေကိုမြင်ပြီးကြောက်လန့်တကြားအော်ဟစ်ပါတော့တဲ့အမျိုးသားကလည်းချက်ချင်းပဲအိမ်ထဲကငါးတွေအားလုံးကိုဖယ်ရှားပစ်ဖို့အစီအခံတွေကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့နေ့လယ်စာစားချိန်မှာဒါတော့မိထွေးကရည်ရွယ်ချက်ရှိရှိနဲ့ငါးဟင်းရတွေကြီးပဲတီးတက်ပြင်ဆင်ထားခဲ့ပါတယ်။ငါးတွေကိုမြင်လိုက်ရုံနဲ့တင်အမျိုးသမီးဟာရင်ဘတ်ထဲကနေပြုတ်အံ့ကျင်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူစိတ်ကျန်းမာရေးဆေးရုံမှာရှိစဉ်ကတခြားလူနာတွေရဲ့အတမစီခိုင်းမှုကြောင့်ငါးစိမ်းတွေကိုအတင်းစားခဲ့ရဘူးလေစိတ်တန်ရာရှိနေလို့ပါအမျိုးသားကရိပ်မိပြီးသူမငါးမစားနိုင်ကြောင်းဝင်ပြောလိုက်တဲ့အမျိုးသမီးကဒါဟာမိထွေးရဲ့အကွက်စင်မှုမှန်သိလိုက်ပြီးဒီချိန်နေကြောင့်အမျိုးသားတိတ်ခါကြမှာကိုစိုးရိမ်တာမှုအတင်းအကျပ်အောင်အပြီးစားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နှလုံးသားထဲကအမြင့်တွယ်နေတဲ့ကြောက်စိတ်ကိုတော့သူမမကြော်လွှားနိုင်ခဲ့ပါဘူး။အမျိုးသားရဲ့ဖခင်ကတော့သူမမှာယဉ်ကျေးမှုလုံးဝမရှိဘူးလို့သတ်မှတ်ပြီးသားနဲ့မပေးစားနိုင်ကြောင်းညှင်းဆိုတော့တယ်မိထွေးကလည်းသူမဟာစိတ်မမှန်တဲ့သူပါဆိုပြီးဆွဆွဲပြစ်တင်มาတော့တယ်ကြောက်လန့်တကြားနဲ့အမျိုးသမီးကနားနှစ်ဖက်ကိုပိတ်ထားမိပါတယ်တခြားဆွေမျိုးတွေကလည်းဒီလိုမိန်းမမျိုးကိုလက်ထပ်တာဒီယောက်ျားအတွက်တိတ်ခါကြစရာပဲလို့ဝေဖန်ကြတော့အမျိုးသားကလူတိုင်းကိုပြက်ပြက်တသားပဲဟောက်လိုက်တယ်ကြတော့ရဲ့သူတို့သမီးလောင်းကစိတ်ကျန်းမာရေးမကောင်းမှုဆိုရင်တော့ကျွန်တော်ကိုယ်တိုင်သူမကိုကာကွယ်ပေးမှာပါဗျ။တော်ပြောဆိုနဲ့သူဟာအမျိုးသမီးကိုတွဲပြီးထမင်းစားခန်းထဲကနေထွက်ခွာသွားခဲ့တယ်။အခန်းထဲရောက်တဲ့အခါသူမအတွက်ရေတစ်ခွက်နှိပ်ပေးတယ်အမျိုးသမီးကမိမိကြောင့်ဒုက္ခရောက်ရတဲ့အတွက်အာနာတုံးလို့စွာနဲ့တောင်းပန်တဲ့အခါအမျိုးသားကဒီနေ့ကစပြီးမင်းကိုငါကာကွယ်ပေးမယ်မင်းစိတ်မချမ်းသာမယ်ဘဲရာကိုမှထပ်ပြီးလှုပ်ရှားမလို့တော့ဘူးလို့ကတိပေးတဲ့အတွက်အမျိုးသမီးဟာရင်ထဲမှာအတိုင်းမသိလှုပ်ရှားသွားခဲ့ရပါတယ်နောက်ရက်မှာတော့ဖခင်ကဒီအမျိုးသမီးကအဖွားကိုကိုထိလက်ရောက်စော်ကားခဲ့လို့စိတ်ကျန်းမာရေးဆေးရုံကိုပို့ခံထားရတာလို့တားကိုပြောပြတယ်ဒါပေမဲ့အမျိုးသားကမယုံပါဘူးဖခင်ဒေါသထွက်ပြီးသားကိုရိုက်ကိုလက်ရွယ်လိုက်တဲ့အချိန်မှာပဲအမျိုးသမီးကရုတ်တရက်အရှိကိုပြေးထွက်လာပြီးပန်းအိုးတစ်လုံးကိုရိုက်ခွဲပစ်လိုက်ပါတယ်ပြီးတော့ရှင်တို့တွေကဘယ်သူမှမဆိုသူ့ကိုနာကျင်အောင်လုပ်ရင်ကျမပြန်ရိုက်မှာရှင်တို့အားလုံးကပဲကျမကိုစိတ်မမှန်ဘူးလို့ပြောနေကြတာပဲလို့အော်ဟစ်လိုက်တယ်အမျိုးသားကသူမမိမိဘက်ကနေဒီလိုကာကွယ်ပေးလိမ့်မယ်လို့ဘယ်တော့မှမျှော်လင့်မထားခဲ့ဘူးဒါကြောင့်မို့လဲသူမကတကယ်ပဲစိတ်နှလုံးဖြူစင်သူဆိုတာပိုပြီးယုံကြည်သွားခဲ့ပါတယ်သူဟာအမှန်တရားအားလုံးကိုစုံစမ်းခေါ်ထုတ်ဖို့အတွင်းရေးမှုကိုညွှန်ကြားလိုက်ပြီးမင်္ဂလာပွဲကိုနောက်ရက်မှာပဲကျင်းပဖို့ရက်သက်မှတ်လိုက်ပါတော့တယ်မင်္ဂလာပွဲနေ့မှာအမျိုးသမီးကတလူသားကိုလိုက်ရှာဖို့အလုပ်ရုပ်တရက်တယောက်ကသူမရဲ့လက်ကဝတ်ကိုလှမ်းဖမ်းဆွဲလိုက်တယ်ထိတ်လန့်တကြားကြည့်လိုက်တဲ့အခါသူမမွေးစားမဖြစ်နေတဲ့အမကသူမစိတ်ဆေးရုံကနေဘယ်လိုလွတ်လာတယ်လဲလို့စစ်ဆေးမင်းမြန်ပြီးဆေးရုံကိုအတင်းအဓမ္မပြန်ခေါ်ဖို့ကြိုးစားတော့ရုံးရင်းဆန်ခတ်ဖြစ်နေစင်မှာပဲအမကရုတ်တရက်လဲကြချင်အောင်ဆောင်လိုက်ပါတယ်ကဲဆိုချင်တော့အမျိုးသမီးရဲ့မွေးစားမိဘတွေကအဲ့ဒီအချိန်မှာတင်ရောက်လာကြတာပါအမကချက်ချင်းပဲတားကောင်အတွင်ဖန်တီးပြီးညီမကသူ့ကိုတွန်းချလိုက်တာပါလို့လိမ်ပြီးတိုင်တန်းနဲ့ဒေါသထွက်သွားတဲ့မိဘတွေဟာမင်္ဂလာဧည့်သည်တွေအားလုံးရဲ့ရှိမှတဲ့အမျိုးသမီးကိုအော်ဟစ်ဆဲဆိုကြတော့တဲ့အမျိုးသမီးကကြောက်လန့်တကြားနဲ့ကိုပိုက်ပြီးလက်ပြမလုံးတလို့ကုန်းကုန်းလေးဖြစ်နေရှာပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားကအတွင်းရေးမှုစီကစုံစမ်းစစ်ဆေးရေးအစီရင်ခံစာကိုလက်ခံရရှိလိုက်ပါတယ်စာထဲမှာတော့အမျိုးသမီးရဲ့မွေးစားအမကဆေးရုံဝန်ထမ်းကိုလက်ထိုးပြီးအဖွားကိုထိခိုက်နာကျင်အောင်လုပ်ခဲ့တဲ့အဖြစ်ကိုညီမဖြစ်သူအပေါ်ပုံချကမတရားကွက်ဆင်ခဲ့တာလို့ပါရှိပါတယ်ဒေါသအလေးလေးထွက်သွားတဲ့အမျိုးသားဟာသူတို့လုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်ထိုက်တန်တဲ့တံပြန်မှုကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အမျိုးသမီးကိုအတင်းဆွဲခေါ်သွားတော့မယ့်အချိန်မှာပဲအမျှကိုသားဟာမင်္ဂလာပွဲကျင်းပရာနေရာတွေကိုဝင်လာတော့တယ်သူကအမျိုးသမီးကိုစိတ်အေးသွားအောင်ချုံမောပြီးအတွင်းရေးမှုကိုလက်ယူထားတဲ့ဆေးရုံဝန်ထမ်းကိုခေါ်ထုတ်လာခိုင်းပါတယ်ဝန်ထမ်းကလူအများရှိမှတင်လက်ပေးလက်ယူမှုအစီအစဉ်အားလုံးနဲ့အဖွားကိုတကယ်တမ်းတန်ရာရအောင်လုပ်ခဲ့တာမွေးစားမကိုယ်တိုင်မှဆိုတာကိုအကုန်စင်ဖွင့်ဝင်ခံလိုက်တဲ့မွေးစားမကလိမ်ညာပြီးစင်ကြေပေးဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့အမျိုးသားကသူမကိုနာကျင်အောင်လုပ်ခဲ့တဲ့သူမှန်သမျှကိုလုံခြုံရေးတွေနဲ့မောင်းထုတ်ခိုင်းလိုက်ပြီးသူတို့ကုမ္ပဏီကဒီနေ့ချိတ်ဆက်ထားတဲ့စီးပွားရေးလုပ်ငန်းအားလုံးကိုပါအဆက်အသွယ်ဖြတ်တောက်ပစ်လိုက်ပါတော့တယ်